VR ဘယ်အချိန်ကစပေါ်ခဲ့တယ်လို့ထင်နေကြတယ်အများစုကတော့မကြသေးခင်နှစ်တွေကမှစတင်ခဲ့တယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တာပါလူတွေ VR ဆိုတဲ့စကားလုံးတောင်မကြားဘူးသေးတဲ့အချိန်တုန်းကပေါ့နီးပညာကုမ္ပဏီကြီးတစ်ခုကမျက်နှာပေါ်မျက်နှာပြင်တင်ဖို့စူးစမ်းနေခဲ့ပါပြီအဲ့ဒီကုမ္ပဏီကတော့တခြားမဟုတ်ပါဘူး Sony ပါပဲ VR ဆိုတာ90ပြည့်နှစ်တွေတုန်းကဆိုရင်ဓာတ်ခွဲခန်းတွေကပြကွက်တွေပါပဲ Sony က Glass Strand ဆိုတဲ့ပစ္စည်းတွေကိုဈေးကွက်တင်ခဲ့ပူပါတယ်အဲ့ဒီတုန်းကဘာမှမသိသေးပေမဲ့မျက်စိရှိ screen တင်ပြီးခဲ့တာပါအချိန်တွေကြာလာတာနဲ့အမျှနီးပညာတွေပြောင်းလဲလာပါတယ်ပြိုင်ဖက်တွေပေါ်လာလိုက်ကြောက်တွားလိုက်ဖြစ်နေချိန်မှာပေါ့ Sony ကတော့သူ့ရဲ့ display နီးပညာတွေကိုဆက်လုပ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ PlayStation နဲ့အတူအလှည့်အပြောင်းဖြစ်လာပါတော့တယ် PlayStation က VR ကို game အနေနဲ့ထွက်ပေါ်လာခဲ့ပါတယ်ဒီလိုနဲ့လူတွေ VR ကိုလက်ခံသုံးစွဲလာကြတော့တာပေါ့နောက်ပိုင်းထွက်လာတဲ့ PSVR 2မှာဆိုရင်ပုံမကောင်းမွန်လာပါပြီမျက်လုံးလှုပ်ရှားမှုကိုခြေရာခန္ဓာတွေပါပါလာခဲ့ပါပြီဒါပေမဲ့ Sony ရဲ့လမ်းကြောင်းကလူတိုင်းကြိုက်မဲ့လမ်းတော့မဟုတ်ပါဘူးစီပေါ်ပေါ်နဲ့လူကြိုက်များအောင်လုပ်တာထက်အကောင်းဆုံးဖြစ်အောင်လုပ်တာပါမိကွန်းကဈေးကွက်မှာအပေးအယူအလျှော့အတင်းမလုပ်တတ်တဲ့ Sony ရဲ့ပုံစံက VR လောကအတွက်နောက်ထပ်အလှည့်အပြောင်းကြီးတစ်ခုကိုဖန်တီးပေးနိုင်အောင်မလား